တငယ်ချင်းများမင်္ဂလာပါဖူပီကေကေ channel မှာပြန်လည်ကြိုဆိုပါရစေမုတ်ဖုတ်ဆက်မလိုပဲနဲ့ငါပြောသည့်မုတ်လေးကျွန်တော်ဒီနေ့ဘယ်လိုလုပ်ပြသွားမလဲဆိုတာတငယ်ချင်းတို့လိုက်ပြီးတော့ကြည့်ကြည့်ပါဦးနော်မုတ်ဖုတ်ဆက်လည်းလုံးဝမလိုပါဘူးနော်အလွယ်တကူနီလန်လေးပါပဲနော်ဒီမှာငါပြောသည့်ကြတော့ကျွန်တော်၄လုံးလောက်တုံးထားပါတယ်ငါပြောသည့်လေးတွေကိုဒီနေရာမှာအခွန်လေးတွေခွာလာပေးလိုက်ပါနော်ငါပြောသည့်ကြတော့ကိုကြိုက်တဲ့အမျိုးအစားတုံးရင်တုံးလို့ရပါတယ်နော်ရခိုင်သီးလည်းတုံးလို့ရတယ်လို့ဖီဂျန်သီးလည်းတုံးမယ်ဆိုတော့တုံးလို့ရပါတယ်ကျွန်တော်တို့ဒီမှာရခိုင်သီးပဲတုံးလိုက်ပါတယ်ငါပြောသီးလေးတွေကိုဒီလိုမျိုးပေါ့နော်အတုပ်ခက်ကြီးလေးတွေလီတာပေးလိုက်ပါ၄လုံးဆိုလို့ရှိရင်ဒီမှာအများကြီးရပါတယ်ကြက်ဥပါနော်ကြက်ဥကြတော့ဒီမှာ2လုံးကိုဖောက်ထည့်ပေးလိုက်ပါသူ့ထဲမှာတစ်ခါတည်းတကြားထည့်ပါမယ်တကြားတော့ဒီနေရာမှာကျွန်တော်3စွန်းလောက်ထည့်တာပါတယ်စားကြတော့အနည်းငယ်ထည့်ပါမယ်နွားနို့ပါနော်နွားနို့ကြတော့ဒီမှာ100 ml လောက်ထည့်ပါမယ်နော်100 ml ဆိုတော့ဒီမှာတဝက်လောက်ပဲထည့်ပါမယ်ဒါကတော့ဂျုံမုတ်ဖြစ်ပါတယ်ဂျုံမုတ်ကြတော့ဒီနေရာမှာ5စွန်း6စွန်းလောက်ထည့်ပြီးတော့အားလုံးပြုံဝင်သွားတဲ့အထိပေါ့နော်ဒီဂျုံမုတ်လေးတွေပြုံဝင်သွားတဲ့အထိအားလုံးကိုရိုးပြီးတော့မွေပေးလိုက်ပါနော်ဒီနေရာမှာဂျုံမုတ်လေးတွေကြတော့အဆိလေးတွေမကြအောင်ဒီမှာရိုးပြီးတော့မွေပေးလိုက်ပါနော်နည်းနည်းလေးအချိန်ကြာလေးမှုပြလိုက်ပါဒီလိုမျိုးအဆိလေးတွေပါတယ်ဆိုလို့ရှိရင်အဆိလေးတွေကိုဖယ်ထုတ်ပေးလိုက်ပါเนาะအဆိလေးတွေမပါတဲ့အထိဒီနေရာမှာမှုပြလိုက်ပါစပြီးတော့ကျွန်တော်တို့မုတ်လုပ်ဖို့အတွက်စီလေးအနှင်းငယ်ထည့်ပါမယ်เนาะဒဲဦးထဲမှာစီလေးအနှင်းငယ်ထည့်ပြီးငါပြောသီးလေးတွေကိုအောက်ကနေဒီမှာခင်းထားပေးလိုက်ပါငါပြောသီးလေးတွေဒီမှာခင်းပြီးသွားပြီဆိုရင်အစောကကျွန်တော်တို့မှုရတဲ့ဒီမုတ်လေးတွေကိုဒီမှာအကောင်လုံးအပြည့်ပေါ့နော်အပြည့်ထည့်ပေးလိုက်ပါအပြည့်ထည့်ပြီးဆိုရင်မီးကြတော့မီးအေးအေးလေးနဲ့ဒီနေရာမှာနှစ်ဖက်လုံးကျက်လာတဲ့အထိပေါ့နော်ကျွန်တော်တို့ဒီမှာတည်ထားပေးရမှာဖြစ်ပါတယ်အဖုံကတော့အုပ်ထားပေးလိုက်ပါနော်အဖုံအုပ်ထားပြီးဆိုရင်သူ့ဒီနေရာမှာဟိုဘက်ဒီဘက်ပေါ့နော်နှစ်ဖက်လုံးကျက်သွားတဲ့အထိမီးအေးအေးလေးနဲ့ပဲဒီနေရာမှာကျွန်တော်တို့လှုပ်ပေးလိုက်ပါနော်မတူးအောင်အနှင်းငယ်ကိုလှန်ပြီးတော့ချိပေးပါနော်အနှင်းငယ်ဟိုဘက်ဒီဘက်ရလာတဲ့အထိဒီနေရာမှာစိတ်ရှိရှိလေးနဲ့ဒီနေရာမှာတည်ပေးပါနော်ရလာပြီဆိုလို့ရှိရင်ကတ်ကြီးလေးနဲ့ညက်ပြီးတော့စားလို့ရပါပြီနော်ခလေးတွေလည်းကြိုက်ကြမှာပါနော်ကျွန်တော်ကတော့အရန်ကိုကြိုက်ပါတယ်ငါပြောသီးလေးရှိရုံနဲ့ဒီလိုမျိုးမုတ်လေးလှုပ်စားလို့ရပါတယ်နော်တငယ်ချင်းတို့ကြိုက်ကြမယ်လို့ထင်ပါတယ်လိုက်ပြီးတော့လှုပ်စားကြည့်ပါဦးနော်ကျွန်တော်ရဲ့ Food PKK YouTube channel မှာဟင်းချက်နီးလေးတွေတင်ထားတာဖြစ်တဲ့အတွက်ဟင်းချက်စားခြင်းတဲ့တငယ်ချင်းတွေလည်းလာရောက်ကြည့်ရှုလို့ရပါတယ် channel လေးကိုလည်း like and subscribe လုပ်ခိုင်းပေးဖို့ကျွန်တော်တောင်းဆိုလိုက်ပါရစေနောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye bye